မင်းကိုထားခဲ့တဲ့သူနောင်နာရသွားစီမယ်အပြက်အသက်အနိုင်ယူနီးမင်းယုံကြည်ခဲ့တဲ့သူကမင်းလက်ကိုလှုပ်ပြီးနောက်တစ်ယောက်နဲ့ပြောနေတာကိုမြင်လိုက်ရတဲ့အခါကဘာပြတ်သွားတယ်လို့ခံစားနေရပြီလားအဲ့ဒီနာကျင်မှုတွေကြားကမင်းကိုမင်းဘလို့ပြန်ကောက်ယူရမလဲဆိုတာမသိပဲလမ်းပြောင်နေသလားဒီဗီဒီယိုကမင်းကိုကြိုးပဲ့နေတဲ့စိတ်ဓာတ်ကိုပြန်လဲပြုတ်ပြင်ပေးမယ်အားစိတ်တစ်ခွက်ဖြစ်လာပါလိမ့်မယ်ပထမအဆုံးအနေနဲ့မင်းသိထားဖို့ကသူနောက်တစ်ယောက်နဲ့ပြောနေတာဟာမင်းရဲ့တန်ဖိုးမရှိလို့မဟုတ်ပါဘူးအမိုက်ကအမိုက်ပုံးထဲကိုရောက်သွားတာဟာမင်းအတွက်တန်ရှင်းသွားတဲ့သဘောပဲမင်းကိုမထိုက်တန်တဲ့သူထွက်သွားတာဟာမင်းဘဝအတွက်ကောင်းချီးတစ်ခုဆိုတာယုံလိုက်ပါသူ့ကိုသွားပြီးရန်လုပ်တာမျိုးဒါမှမဟုတ်စာနာမှုရအောင်တောင်းပန်တာမျိုးလုံးဝမလုပ်ပါနဲ့မင်းရဲ့ဂုဏ်သိက္ခာကိုမြေစာပင်မလုပ်ပဲတီတီငိမ့်ငိမ့်နဲ့ပဲလှည့်ထွက်ခဲ့လိုက်ပါတိတ်ဆိတ်ချင်းကမင်းကိုထားခဲ့တဲ့သူအတွက်အကျယ်လောင်ဆုံးတုံ့ပြန်မှုပဲဖြစ်လိမ့်မယ်သူတို့နှစ်ယောက်ရဲ့ပုံတွေကိုလိုက်ကြည့်ပြီးကိုနှိပ်စက်နေတာကိုအခုပဲရက်လိုက်ပါနှိုင်းရှင်မှုတွေကမင်းကိုပိုးပြီးနာကျင်စေုံကလွဲလို့ဘာမှဖြစ်မလာပါဘူးသူ့ကိုမင်းရဲ့လူမှုကွန်ရက်ကနေအပြီးတိုင်ဖယ်ထုတ်ပြလိုက်တာကမင်းရဲ့စိတ်ကျန်းမာရေးအတွက်အကောင်းဆုံးပါပဲမင်းကိုသူထားခဲ့နိုင်တဲ့ဆိုကြတဲ့ကသူဟာမင်းရဲ့အနာဂတ်အတွက်လူမှန်မဟုတ်တော့ဘူးလူမှန်ဆိုရင်မင်းကိုဘလို့အခြေအနေမျိုးမှမဆိုတယောက်တည်းထားခဲ့မှာမဟုတ်ဘူးမင်းရဲ့အချစ်စစ်ကိုမမြင်နိုင်တဲ့မျက်လုံးတွေအတွက်မျက်ရည်ကျမခံပါနဲ့တော့အခုချိန်ကစပြီးမင်းကိုမင်းအရင်ကထပ်ပို့ချစ်ဖို့အချိန်ပေးလိုက်ပါသူ့ကိုဂယုစိုက်ခဲ့သမျှအချိန်တွေကိုမင်းရဲ့အလှအပနဲ့အောင်မြင်မှုအတွက်ပြောင်းလဲလိုက်ပါမင်းပိုတောက်ပလာတဲ့နေ့မှာသူကတော့နောင်နာတွေနဲ့ကြံခဲ့ပါလိမ့်မယ်ကလေးသားချီတယ်ဆိုရင်အကောင်းဆုံးနည်းလမ်းကအမင်းပိုပြောအောင်နေပြဖို့ပဲသူမရှိလေမင်းဘဝကပိုပြီးဆိုပြနေရဆိုတာကိုကဘာတိအောင်ပြလိုက်ပါမင်းရဲ့အောင်မြင်မှုကသူ့နှလုံးသားကိုအပြင်းထန်ဆုံးရိုက်ခတ်မဲ့လက်နက်ပဲသူ့စီကဖုန်းတွေစာတို့တွေကိုမျှော်လင့်နေတဲ့စိတ်ကိုအပြည့်တိုင်းတက်ပြစ်လိုက်ပါမင်းကိုတန်ဖိုးမထားတဲ့သူစီကအချစ်ကိုတောင်းခံနေရတာဟာအရှက်ရဖို့ကောင်းပါတယ်မင်းကဘယင်တယောက်လိုဘယင်မတယောက်လိုတန်ဖိုးရှိရှိနေထိုင်ရမယ်သူပါလမ်းခွဲပြီးနောက်ပိုင်းမှာမင်းရဲ့ဝါသနာတွေကိုပြန်ရှာဖွေပြီးအလုပ်ထဲမှာစိတ်ညစ်လိုက်ပါငွေရှာပါဘဟုတုတရှာပါမင်းကိုမင်းအစ်စ်မြင့်တဲ့နေရာတစ်ခုရအောင်တွန်းတင်ပါမင်းအမြင့်လျှောက်သွားတဲ့အခါသူကမင်းကိုအောက်ကနေမော့ကြည့်နေုံပဲတက်နိုင်တော့မယ်ဝမ်းနေချင်ရင်ဝမ်းနေလိုက်ပါဒါပေမဲ့အဲ့ဒီဝမ်းနေမှုထဲမှာလင့်မနေပါနဲ့မျက်ရည်တွေကိုတုပ်ပြီးမင်းအလားဆုံးအပြုံးနဲ့အနာဂတ်ကိုရင်ဆိုင်ပါမင်းအတွက်ပိုကောင်းတဲ့သူတစ်ယောက်ကအရှိမစောင့်နေရဲဆိုတာမမေ့ပါနဲ့သူနောက်တစ်ယောက်နဲ့တွဲသွားတာဟာသူ့ရဲ့အဆင့်တန်းကိုသူဖော်ပြလိုက်တာပါပဲမင်းရဲ့အစားထိုးမရတဲ့တန်ဖိုးကိုသူနားမလဲတာဟာသူ့ရဲ့ကန်ဆိုးမှုပဲဖြစ်တယ်မင်းကတော့ဒီထက်ပိုပြီးပြန်လို့တန်ဖိုးထားတဲ့သူနဲ့ဆုံတွေ့ရအောင်ပါကိုယုံကြည်မှုရှိရှိနဲ့ရှေ့ဆက်လမ်းဖို့အားတင်းထားပါဒီနေ့ကစပြီးသူ့အကြောင်းတွေကိုမင်းရဲ့အုံနောက်ထဲကနေထုတ်ပြလိုက်ပါမင်းဘဝရဲ့အသစ်ဆက်ဆက်စာမျက်နှာကိုအလှပဆုံးရေးထိုးလိုက်စမ်းပါအချစ်ဟောင်းကိုနှုတ်ဆက်ပြီးကိုပြန်လဲတိဆောက်တဲ့ခရီးကိုစလိုက်ပါအတူတူခေါ်အားယူပြီးရှေ့ဆက်ဖို့အတွက် follow လုပ်ထားဖို့မမေ့ပါနဲ့အောင်မင်းဟာတစုံတစ်ယောက်ရဲ့ဒုတိယရွေးချယ်မှုမဟုတ်ဘူးဆိုတာကိုအမြဲတမ်းရပါမင်းကတစုံတစ်ယောက်အတွက်တူးတီးသောအဖို့တန်တဲ့သူဖြစ်ရမယ်မင်းကအရင်ကထက်ပိုတောင့်တင်းတဲ့စိတ်ဓာတ်နဲ့ပြန်လာနိုင်မှာပါမင်းရဲ့တန်ဖိုးကိုမင်းကိုယ်တိုင်သိဖို့ကအရေးကြီးဆုံးပါပဲဒီဗီဒီယိုလေးကမင်းအတွက်တစ်ခုခုခွန်အားဖြစ်စေတယ်ဆိုရင် share ပေးလိုက်ပါ